ထပ်မှဒီနေရာရောပြီးတော့ဒီနေရာရောပြီးတော့ဒီဘက် channel လေးလိုပဲဒီစိတ်နှုတ်ရောင်းနဲ့ဟိုကနေရောပြီးတော့အရောင်ကြီးထည့်တယ်မနော်စေချင်းရောင်ထိတဲ့နေရာပြန်ထည့်အောင်နော်ပါစေရောင်ထည့်မယ်ပြီးရင်ဒီနောက်မှာထည့်မယ်ပြီးရင်ဒီနောက်မှာထည့်မယ်နောက်ပြီးရင်ရှိရင်ဆိုဒီရှိရအောင်ဒီလိုအနေနဲ့ပြင်ဟိုနဲ့မှဒီမှာနောက်တက်တယ်နော်ဒီလိုရှိအောင်အနေနဲ့နေရာတော့စိတ်နှုတ်နေတာပဲစိတ်နှုတ်ဒီစီစဉ်တဲ့နေရာတွေနည်းနည်းပါတော့ဖြူချင်တာပါโอเคစိတ်နှုတ်ပြီးတော့ဆိုကျွန်တော်စိတ်ရှင်းတယ်ပေါ့ဟိုဒီနာစိတ်ရှင်းနေတယ်ပေါ့ကြာတော့စိတ်ရှင်းတယ်တက်မယ်ဒီတော့ချလာစိတ်ရှင်းအောင်အရှိကြတော့စိတ်ရှင်းနေမှာထားလိုက်ပါတော့ဒီပကြီးကားထဲမှာလည်းဒီနောက်မှာအပြာနည်းနည်းလေးနဲ့အဲ့တော့နည်းနည်းဖြစ်လာပြီပေါ့နော်နည်းနည်းဖြစ်လာပြီတော့ဒီနောက်မှာအပြာလေးနည်းနည်းနဲ့ပြန်ထည့်မယ်ဖြတ်ထားပြီနော်โอเคဒါဆိုတော့ရေလေးပေါ်လာပြီပေါ့နော်ဒီပဲပေါ်လာပြီဒီစမ်းချောင်းရေကျတာတော့မသွားသေးဘူးဒီနားမှာနည်းနည်းရောက်ပြန်ဖြစ်မယ်ဟုတ်နော်ဒီပင်နဲ့ပဲမနဒီပင်ပေါ့နော်ဒီပင်ပြန်ဖြစ်လာမယ်ပြန်ဖြစ်လာမယ်အောက်ကြတော့အမောင်ရောပြန်ထားတယ်ပေါ့နော်အပေါ်ကလေးပေါ်လာတယ်ဆိုတော့ဒီတချို့နေရာလေးထိတဲ့နေရာချန်တာပေါ့နော်โอเคနည်းနည်းပြတယ်နော်ကဲဒါဆိုဖြစ်လာပြီကျွန်တော်ဒီနားမှာနဲ့ချန်တာတော့အပြာရောင်းနေတယ်ပြပြီတော့စိတ်ရင်းရောင်းတော့ပြန်အောင်လာတော့ထည့်လိုက်မယ်ဟိုဝေးရမြင်ရတဲ့တစ်ပင်ဆိုတော့စိတ်အပြာလည်းပြန်ပြီးတော့ထည့်လိုက်မယ်โอเคဟုတ်နော်ရပြီโอเคရေကြတာကြတော့ဒီသူလည်းခရမ်းနေပဲပေါ့နော်ရေကြတာတော့ဒီအကုန်လုံးတစ်ပြင်လုံးနဲ့ထူစားဒီကြောက်ပုံပေါ့ကြောက်တုံးနေလို့ရှိတဲ့နေရာပေါ့နော်ဒီကြောက်တုံးနေဘူးတော့ခရမ်းကြောင်လည်းပဲထက်မှာပေါ့နော်ကြောက်တုံးနေနားမှာလဲကြောက်တုံးနေနားမှာလဲကြောက်တုံးနေရှိတဲ့နေရာကျတော့ခရမ်းကြောင်လေးနဲ့ပေါ့ခရမ်းကြောင်နဲ့โอเคဟိုရေကြတာကြတော့အပြာရောင်โอเคရေထိတဲ့နေရာကျတော့ကျွန်တော်အပြာရောင်ရေလေးနဲ့ပဲဒီပြီးပြီးတော့စီစဉ်မှာပေါ့နော်ရေထိနေတဲ့အပြာရောင်နည်းနည်းလေးနဲ့ပေါ့နော်အကုန်လုံးတစ်ပြင်လုံးတော့လိုက်ပြီးတော့ထည့်စားမလို့ပေါ့နော်ရေထိတဲ့နေရာတော့ဒီပြောင်းမယ်ဟိုနည်းနည်းဒီနည်းနည်းပေါ့နော်ဒီကြောက်ဆောင်ပေးကပြီးတော့ဒီကြဟိုမှာဒီစီစဉ်တော့ဟိုကြတဲ့ဟိုနည်းနည်းဒီအောက်မှာပေါ့နော်ပြန်ရှန်တော့ဒါနည်းနည်းပါပေါ့နော်ဒီစုပ်တန်လေးနဲ့โอเคမှဆိုရင်ဒါတော့ရပြီဒါတော့ရပြီနည်းနည်းပါခေဒီပဲ channel တလို့ပဲရေးပေးစီစဉ်ပါနော်โอเคဒါဆိုတော့ဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့လောက်ရမှာတစ်ပင်အကန့်ခန့်နည်းနည်းပါလေးပြန်လောက်ရမှာတော့ပြန်ထည့်လိုက်မယ်
ဒီတစ်ပင်ကန်ခါကိုတော့ကျွန်တော်အစိမ်းနဲ့အနီရောမနော်နည်းထွက်လာတော့ဟုတ်ပြီတစ်ပင်ကန်ခါနဲ့ပြန်ထည့်လိုက်မယ်နော်ဒီဘက်ချမ်းလဲဒီမှာတစ်ပင်ကန်ခါနဲ့ပြန်ထည့်လိုက်ပါနော်မတော်လဲနည်းတစ်ပင်ကန်ခါโอเคဒါဆိုတော့ဘယ်လိုပြောလဲရှုပ်ခင်းတဲ့ပုံတော့ဖြစ်ပြီပေါ့နော်ရှုပ်ခင်းတဲ့ပုံတော့ဖြစ်ပြီဒီနောက်မှာစိမ်းနဲ့အရင်ရောင်နဲ့ပြန်ထည့်လိုက်မယ်အရောင်နဲ့နည်းတယ်ဒါဆိုရင်တော့ရှုပ်ခင်းတဲ့ပုံတော့ဖြစ်ပြီပေါ့နော်